တာယာလှတဲ့နေ့တစ်နေ့မှာတော့ကောင်လေးတစ်ယောက်ဟာသူကြိတ်ပြီးတော့ crash နေတဲ့ကောင်မလေးရဲ့အကြောင်းကိုစဉ်းစားနေမိပါတယ်။ကောင်မလေးကလည်းကိုယ့်ရဲ့စိတ်ကိုထိန်ချုပ်နေပေမဲ့လို့ brother တို့လိုသူမဖြစ်နေတာကြောင့်ကောင်လေးကလည်းသူ့ကိုယ်သူဘာတွေတွေးနေရလဲဆိုပြီးတော့စဉ်းစားနေခဲ့ပါတော့တယ်။မြို့ရဲကအိမ်တစ်ခုမှာတော့ကောင်မလေးတစ်ယောက်ဟာအလှပကိုဂယုဆိုင်တဲ့အတွက်ရေချိုးနေပြီးတော့ရေချိုးတာတော့မှရေချိုးမချိုးပဲနဲ့တချင်းတွေဖွင့်ကဘာကက်ကွက်မှမသိတဲ့ကောက်ကွက်တွေကိုကတွန်းပြီးတော့ရေချိုးနေပါတယ်။ကောင်မလေးကလည်းဒီနေ့ကတာယာတဲ့နေလေးဖြစ်တာကြောင့်ဘာလို့ရမလဲဆိုတာကိုစဉ်းစားနေတော့တာယာတဲ့နေလေးကိုမတာယာတဲ့နေလေးဖြစ်အောင်လို့လုံးမဲ့တရင်တစ်ခုကိုကြားလိုက်ရပြီးတော့အဲ့ဒါကတော့ငလျင်တတိပေးတဲ့တရင်ပဲဖြစ်ပါတယ်မိဘပြည်သူများခင်ဗျာကျွန်တော်ရဲ့မြို့နီနာတဝိုက်မှာကြီးမားတဲ့ငလျင်တစ်ခုကိုအာရုံခံမိပြီးတော့အဲ့ဒီငလျင်ဟာမြို့ကိုတော်တော်များများကိုထိခိုက်ပျက်စီးစေနိုင်တဲ့ကြောင့်မြို့နေပြည်သူလူထုများအနေဖြင့်အစာအုပ်အပြင်နဲ့ကွေးမြင့်ပေါ်ကဲတူသောဘေးကင်းရာကိုပြောင်းရွှေ့ပေးပါရန်လေးစားစွာနဲ့ကိုအတိပေးအပ်ပါတယ်ကောင်မလေးကတော့မိုးလေဝသကိုတော့မှဘယ်တော့မှကိုမှတ်အောင်လို့မခံမနိုင်တာကိုငလျင်တရင်တွေကိုလာတင်ပြနေတယ်လို့တွေးကဖွင့်ထားတဲ့တခြင်းနဲ့ပဲဆက်ကရေချိုးနေခဲ့ပါတော့တယ်ကောင်မလေးကလည်းရေချိုးပြီးသွားတာနဲ့ဘိုက်ကစာနေတဲ့သူ့ရဲ့ကြောင်လေးကိုလီလီကိုသူကတော့အရသာရှိတဲ့အစားအစာတွေကိုတွားဝယ်ပြီးတော့ပြန်လာမှဖြစ်တာကြောင့်အိမ်မှာပဲခဏဆောင်နေဖို့ကိုပြောလိုက်ပါတယ်။ကြောင်လေးလီလီကတော့သူ့သခင်ပြောတာကိုနားလည်တယ်လို့နဲ့လောက်ကအတင်းတွေကိုကောင်းနှိပ်ပြနေတဲ့ကြောင့်ကောင်မလေးကလည်းကြောင်လေးကိုထားကအိမ်ထဲကနေကားပါကင်စီကိုထွက်လာခဲ့ပါတယ်။ကောင်မလေးကတော့တတိပေးထားတဲ့ငလျင်တရင်ကိုတစ်ချက်ကလေးတောင်မှစိတ်မဝင်စားဘဲနဲ့တွားစရာရှိတာကိုကားမောင်းလာပြီးခဏကြာမှပဲအိမ်နဲ့တော်တော်ဝေးကိုရရှိလာခဲ့ပါတော့တယ်။ကောင်မလေးကလည်းသူတွားရမယ့်နေရာကိုအေးဆေးဆေးကိုကားမောင်းလာရင်းနဲ့ပဲတနေရာရောက်မှာတော့တန်းစီနေတဲ့ကားရက်နေတာကြောင့်ကားပိတ်တာကိုလည်းကြုံလိုက်ရပါတယ်။တကယ်တော့ဆာကူရာမြို့ကြီးမှာကားပိတ်တာဟာမရှိသလောက်ကိုရှာပြီးတော့ပွဲရီနဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေပွဲလို့ရင်တော့မှကားကမပိတ်တတ်ပဲနဲ့အခုမှလာပြီးတော့ကားပိတ်နေတာကြောင့်ကောင်မလေးကလည်းနားမလည်နိုင်ကိုဖြစ်နေခဲ့ရပါတယ်။ကောင်မလေးကလည်းအလှူအိမ်မှာစတူဒီတာကျွေးတာကိုလာဆောင်နေတယ်လို့ကားတန်းကြီးကိုစောင့်ရတာစိတ်မရှိတော့တာကြောင့်ဟွန်းတွေဇက်တိုက်ကိုတီးနေပြီးတော့အဲ့ဒီအချိန်မှာပဲကောင်မလေးရဲ့ကားဟွန်းတန်ထက်ကျဲတဲ့အတန်တစ်ခုဟာထွက်လာခဲ့ပါတယ်။ကျေလောင်စွာထွက်ပေါ်လာတဲ့အရေးပေါ်အချက်တန်တွေနဲ့တူမြေကြီးတွေလည်းတုန်ခါလာခဲ့ပြီးတော့ကားတွေပါလှုပ်ရမ်းနေတာကြောင့်ကောင်မလေးကလည်းအရန်ကိုမှထိတ်လန့်နေခဲ့ပါတော့တယ်။မြေပြင်တွေလှုပ်ခါပြီးတော့ခဏကြာမှပဲဘေးနားမှာရှိတဲ့အစာအုပ်တွေဟာပြိုကျလာပြီးတော့ကောင်မလေးရဲ့ရှေ့မှာရှိတဲ့ကားတွေပေါ်ကိုပြုတ်ကျလာခဲ့ပါတယ်။ကြီးမားလွန်လာတဲ့ငလျင်ကြောင့်အစာအုပ်တွေဟာအစင်မပြတ်ကိုမှပြိုကျပျက်စီးနေပြီးတော့ကောင်မလေးကလည်းတူတာဒီနေရာမှာမလှုပ်ပဲနဲ့အယုတ်ကြီးလိုသာနေရင်တော့မကြခင်မှာနှက်ပြေကိုတွားရတော့မှကိုတိတာကြောင့်ကားတွေကနေကိုပြေးထွက်လာခဲ့ပါတယ်။ကောင်မလေးကလည်းလမ်းတစ်လျှောက်ကိုပြိုကျလာတဲ့အစာအုပ်ရဲ့အစိပ်ပိုင်းတွေကိုမနှဲကိုမှရှောင်ရှားနေရပြီးတော့သူ့ရဲ့စိတ်ထဲမှာအင်ကိုမြင်မြန်လေးကိုပြန်ရောက်ချင်နေပြီးတော့အခုချိန်မှာလေသူ့ရဲ့ကြောင်လေးလီလီကတယောက်တည်းကိုဖြစ်နေတာကြောင့်အန်ရကင်းပါမလားဆိုပြီးတော့တွေးကစဉ်းစားနေခဲ့ပါတယ်။ကောင်မလေးကလည်းအပြည့်စည်းတွေကြားကနေမနှဲကိုမှလွတ်အောင်ပြေးထွက်လာပြီးတော့ဘေးကင်းရာကိုရောက်လာပြီမဲ့လို့သူ့ကိုပေါ်တေးတေးလို့ထင်ထားတဲ့ငလျင်တရင်ကြီးတစ်ခုကိုဖြစ်နေတာကြောင့်ကောင်မလေးကလည်းအရန်ကိုမှထိတ်လန့်ကကြောက်ရွံ့နေပြီးတော့သူ့ရဲ့ရှေ့မှာတွေကိုမှအစာအုပ်တွေကတစ်ခုပြီးတစ်ခုကိုပြိုကျနေတာကိုကြည့်ရင်လည်းတဘာဝဘေးအန္တရာယ်တရင်တွေကိုကြားတာနဲ့ပေါ်ဆစွာနေလို့မရဘူးဆိုတာကိုအသက်အန္တရာယ်ကိုကြုံတွေ့လိုက်ရတာကြောင့်နားလေတဘောပေါက်သွားခဲ့ပါတယ်။မြို့ထဲမှာလည်းငလျင်ကြောင့်မြို့နေပြည်သူတွေဟာရုပ်တဲတွေဖြစ်နေပြီးတော့လမ်းမပေါ်ကလည်းဘေးလွတ်ရာစီကိုဥတီချက်မရှိကိုပြေးလွှားနေကြပြီးကျောင်းမှာရှိတဲ့ကျောင်းသားနဲ့ဆရာတွေဆေးရုံတွေဆရာဝန်တွေ nest တွေလိုမျိုးလူတွေကအစာအုပ်ပြင်တွေကိုထွက်ပြေးကဘေးလွတ်ရာကိုတည်တည်ပြေးလွှားနေကြပါတယ်။ကောင်မလေးကလည်းသူ့ရဲ့အိမ်ရှိရာကိုပြေးလာပြီးတော့ကောင်မလေးရဲ့လမ်းတစ်လျှောက်မှာရှိတဲ့ဘေးနက်ကအစာအုပ်တွေကလည်းကြီးမားလွန်လှတဲ့ငလျင်တန်းကြောင့်အစာအုပ်တွေကတစ်ခုပြီးတစ်ခုကိုမှပြိုကျပျက်စီးနေပြီးတော့အပိုင်းအစလေးတွေကလည်းလမ်းမပေါ်ကိုစက်တိုက်ဆိုသလိုကိုကျဆင်းလာတာကြောင့်ကောင်မလေးကလည်းအပိုင်းအစတွေကိုအိမ်ပြန်ခြင်းနဲ့သူ့ရဲ့စိတ်နဲ့တူတူသူ့ရဲ့ကြောင်လီလီကိုတွေးကအခက်ခဲတွေကိုရင်ဆိုင်ကြော်ဖြတ်လာခဲ့ပါတော့တယ်။ကောင်မလေးကလည်းလမ်းတစ်လျှောက်ကိုပြိုကျလာတဲ့အစာအုပ်တွေနဲ့အခက်ခဲမျိုးစုံကိုကြော်ဖြတ်ကသူ့အိမ်ရှိရာကိုဦးတီကတွားနေပေမဲ့လည်းလမ်းမတော့အိမ်ထဲမှာပိတ်မိနေတဲ့ကလေးတွေကအကူအညီတောင်းနေတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာသူတို့ကတော့အိမ်ကိုပြန်လာကအရေးအကြီးဆုံးဖြစ်ပေမဲ့လည်းသူကိုယ်တိုင်ကမြန်မာကားတွေက feeling တွေလိုမဟုတ်ပဲနဲ့ကလေးတွေကိုကဲတင်ခြင်းနဲ့စိတ်ရှိနေတာကြောင့်ဘာလို့ရမလဲဆိုတာကိုစဉ်းစားကအကျက်ရိုက်နေပြီးတော့နောက်ဆုံးမှာတော့ကလေးတွေကိုအရင်ဆုံးကဲတင်ဖို့တာစဉ်းစားလိုက်ပါပြီ။ကောင်မလေးကလည်းကလေးတွေကိုကဲတင်ဖို့အတွက်ကိုအိမ်ထဲကိုပြေးကဝင်သွားခဲ့ပေမဲ့လို့အိမ်ထဲမှာတော့ငလျင်တန်ကြောင့်အဆောက်အဦရဲ့အပိုင်းအစတွေကပျက်စီးကပြုတ်နေတယ်လို့ဝါယာရှော့တွေလည်းဖြစ်နေတာကြောင့်အိမ်ရဲ့အပေါ်ရက်ကိုတက်မဲ့လမ်းကိုပါပိတ်နေခဲ့ပါတော့တယ်။ကောင်မလေးကလည်းလှေကားပေါ်မှာရှိနေတဲ့အတားအဆီးတေးသေးမှုမွားလေးတွေကိုခုံကြော်ကအပေါ်ရက်ကိုရောက်လာပေမဲ့လည်းအခန်းထဲကိုဝင်မဲ့တကားမှာအဆောက်အဦရဲ့မျက်နှာချက်ကနေပြုတ်ကျနေတဲ့အပိုင်းအစတွေကပိတ်နေပြီးတော့ကောင်မလေးကလည်းသူ့ရဲ့စိတ်ထဲမှာကလေးတွေကိုကဲတင်ခြင်းနဲ့စိတ်ကအရန်ကိုမှပြင်းထန်နေတာကြောင့်ပဲတကားမှာပိတ်နေတဲ့အတားအဆီးတွေကိုဘယ်ကနေရလို့ရလာမှမသိတဲ့ဒုတ်တချောင်းကိုထုတ်ကရိုက်နေပါတော့တယ်။ကောင်မလေးကလည်းအတားအဆီးတွေကိုအမှန်တကယ်ကိုမှရှိုင်းနေပြီးတော့သူ့ရဲ့ကလေးတွေကိုကဲတင်ခြင်းနဲ့စိတ်ကြောင့်ဒိုးလာတဲ့အင်အားတွေနဲ့ပဲအတားအဆီးတွေကိုဖယ်ရှားနိုင်လိုက်ပြီးတော့အခန်းထဲကိုပြေးဝင်လာခဲ့ပါတော့တယ်။အခန်းထဲမှာတော့ကလေးတွေဟာအခုဖြစ်ပေါ်နေတဲ့အခြေအနေတွေသူတို့ရဲ့ဘဝပထမအဦးဆုံးကြုံမှုတဲ့အတွက်ကြောင့်ကိုအရန်ကိုမှကြောက်လန့်နေပြီးတော့လာခဲ့တဲ့ကောင်မလေးကိုမျှော်လင့်ချက်ပြည့်ဝလုံးနဲ့မျက်လုံးတွေနဲ့ကိုစိုက်ကြည့်နေပါတယ်။ကောင်မလေးကလည်းကြောက်နေတဲ့ကလေးတွေကိုဆွဲခေါ်လိုက်ပြီးတော့အခုနေရာကိုအမှားရောက်လာပြီးဖြစ်တာကြောင့်ဘာကူမှကြောက်ဖို့ကိုမလိုတော့ကြောင်းနဲ့ငလျင်ပဲဖြစ်နေပါစေအုတ်ကကဲကြီးပဲဖြစ်နေပါစေအမားကကလေးတွေကိုမထိခိုက်အောင်လို့အပြည့်အဝကိုကာကွယ်ပေးမှဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။
ကောင်မလေးရဲ့စူးစမ်းမှုကြောင့်ပဲအိမ်ထဲမှာပိတ်မိနေတဲ့ကလေးတွေကိုအပြင်ကိုကယ်တင်လာနိုင်ခဲ့ပြီးတော့ကလေးတွေကလည်းအပြင်ဘက်မှာရှိတဲ့သူတို့ရဲ့အမေရိစီကိုလုံခြုံဆောင်ထဲကိုရောက်ရှိလာခဲ့ပြီးတော့အလွမ်းနေတင်နေကြပါပြီအမေရဲ့ဘက်မှလည်းဒဏ်ရာအနေငယ်ကိုရထားပြီမယ်လို့အဆင်ပြေနေသေးပြီးတော့ကောင်မလေးရဲ့သူ့ရဲ့တာဝန်ဖြစ်တဲ့ကလေးတွေကိုကယ်ထုတ်ပေးပြီးဖြစ်တာကြောင့်အိမ်ရှိရာကိုပဲပြေးကထွက်လာခဲ့ပြီးတော့စိတ်ထဲမှာသူ့ရဲ့အိမ်နဲ့လီလီလေးကလည်းဘေးကင်းပါစေလို့ဆုတောင်းနေခဲ့ပါတော့တယ်။ကောင်မလေးကလည်းသူ့ရဲ့အိမ်ရှိရာကိုရောက်လာခဲ့ပေမဲ့လို့ကံမကောင်းစွာနဲ့ပဲသူ့ရဲ့အိမ်ကလေးကတော့ငလျင်တန်ကြောင့်ကိုအလုံးစုံကိုပျက်စီးနေတာကိုမြင်လိုက်ရပါတယ်။ကောင်မလေးကလည်းငလျင်တန်ကြောင့်တဖြည်းဖြည်းကိုပျက်စီးနေတဲ့သူ့ရဲ့အိမ်လေးကိုကြည့်ပြီးတော့အရန်ကိုမှဝမ်းနေပြီးတော့အခုလိုမျိုးငလျင်လှုပ်တဲ့ချိန်မှာသူကတော့အိမ်မှာကိုရှိမနေတာကြောင့်လီလီလေးကတော့သူ့ကိုစောင့်မျှော်နေရင်းနဲ့ကြောက်လန့်နေပြီးတော့ရှော့တော့တာဖြစ်တာကိုတွေ့ရင်းနဲ့ကောင်မလေးကိုတော့မှမထိန်နိုင်တော့ပဲနဲ့လမ်းမပေါ်မှာကလေးတယောက်အမေပြောက်လို့ငိုကြွေးနေတယ်လို့ကိုမှုနေခဲ့ပါတော့တယ်။ကောင်မလေးတယောက်ကတော့မျက်ရည်ပင်လယ်ကြီးဖြစ်နေချိန်မှာဆာကူရာကိုအဆင်ပြေရလားဆိုပြီးတော့လှမ်းမိတန်ကိုကြားလိုက်ရပါတယ်။ဆာကူရာကလည်းအတန်လာရဘက်ကိုလှည့်ကြည့်ပြီးတော့သူ့ရဲ့ကြောင်လေးလီလီကိုကဲဆယ်ထားတဲ့မောင်အပြာနဲ့မိုက်ကိုတွေ့လိုက်ရပါတယ်။မောင်ပြာကလည်းအခုဆာကူရာစီမှာဒဏ်ရာရထားလို့သူ့အနေနဲ့ဆာကူရာအပြင်ကိုထွက်သွားတာကိုမြင်ခဲ့ရပြီးတော့ငလျင်လှုပ်နေတဲ့ချိန်မှာဘေးလွတ်ရာကိုတင်းရှောင်ရင်းနဲ့ဆာကူရာရဲ့အိမ်တွင်းကိုဝင်ကလီလီလေးကိုကဲတင်ဖို့လုပ်ခဲ့ပြီးတော့အစာအုပ်တွေမပြိုကျခင်သူနဲ့မိုက်အနေနဲ့လီလီလေးကိုကန်ကောင်းဆောင်တဲ့ကိုကဲထုတ်နိုင်ခဲ့ကြောင်းကိုပြောပြပါတယ်။ဆာကူရာကလည်းသူ့ရဲ့ကြောင်လေးလီလီအသက်ရှင်နေသေးတာကြောင့်ပျော်ရွှင်နေပြီးတော့သူ့ရဲ့ကြောင်လေးမောင်အပြာကိုဖက်ကငိုကြွေးနေတာကြောင့်မောင်ပြာကလည်းရင်တွေပါတွေတုံပြီးတော့စိတ်ကူးတွေရင်ကအတွေးတွေလွန်ပြီးတော့ကိုရီးယားဂျပန်ဟက်ဗန်တို့ကိုတော့မှရောက်သွားခဲ့ပါတော့တယ်။ဆာကူရာကလည်းမောင်ပြာတို့ကိုသူ့ရဲ့ကြောင်လေးလေးကိုအခုလိုမျိုးကက်တင်ပေးခဲ့တဲ့အတွက်ကိုကျေးဇူးအရန်တင်ကြောင်းနဲ့အခုလိုမျိုးလုပ်ပေးတဲ့အတွက်ကိုသူ့ရဲ့တဘောတစ်လျှောက်လုံးကိုကျေးဇူးတင်နေမှာဖြစ်တာကြောင့်အခုလိုမျိုးကိစ္စအတွက်ကလည်းတချိန်ကြာရင်ကျေးဇူးတင်တဲ့အနေနဲ့အပြင်မှာမုတ်တွေဘာတွေလိုက်ကျွေးမယ်လို့ပြောလိုက်တာကြောင့်မောင်ပြာကလည်းရှက်ကိုရှက်ကန်းဖြစ်ကမျက်နှာကြီးကနေရဲသွားခဲ့ပါတော့တယ်။ဆာကူရာတို့တွေကလည်းပျော်ရွှင်နေတာကိုအလိုက်မသိတဲ့မိုက်ကတော့သူတို့တွေမှာအခုပြဿနာတစ်ခုရှိကြောင်းနဲ့အဲ့ဒါကတော့သူတို့ရဲ့နေအိမ်တွေကငလျင်တွေကြောင့်ကိုပျက်စီးသွားပြီဖြစ်တာကြောင့်သူတို့မှနေထိုင်ဖို့အတွက်ကိုနေစရာမရှိတော့တာကြောင့်နေရာတစ်ခုကိုရှားရမယ်လို့ပြောကစကားကိုဖျက်ပြောလိုက်ပါတယ်။ဆာကူရာတို့တွေကလည်းပြိုကျနေတဲ့သူတို့ရဲ့အိမ်ကိုစိုက်ကြည့်ကဒီနေ့ကြုံကြရတဲ့မမေ့နိုင်စရာတွေကိုလည်းပြန်လည်တွေးတောနေခဲ့ပါတော့တယ်။အရင်လိုပဲဆာကူရာဇလန်တွေကိုပုံမှန်လေးတင်ဆက်ပေးတော့မှဖြစ်တာကြောင့်ဆက်လက်ဆောင်မျိုးကြည့်ရှုပေးကြပါအောင်နော်။ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်လည်းပဲ VPN လေးဖွင့်ကြည့်ပေးပြီးတော့ကျွန်တော်ကိုစပို့ပေးခဲ့လို့ရပါတယ်နော်။ကဲဒါဆိုရင်အားလုံးပဲနောက်ထပ်ဇလန်ကောင်းတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။